Antarctic Antarctic ကထူးဆန်းသောသွင်းနေရောင်ရေတကွန် Black Falls ကမ္ဘာအအေးဆုံးနဲ့လူသူကင်းမဲ့တဲ့ Antarctic တိုင်မှာထူးဆန်းလွန်းတဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဖြူဖွေးနေတဲ့ရေခဲမြစ်ကြားကနေသွေးရောင်လိုရဲရဲနေနေတဲ့အရေတွေစီးဆင်းနေတဲ့သွေးနေရောင်ရေတကွန်ဒါမှမဟုတ် Blood Falls ပဲဖြစ်ပါတယ်။ဒီရေတကွန်ဟာဘာကြောင့်သွေးလိုနေရတာလဲ။ဒါဟာတဘာဝလွန်ဖြစ်ရတစ်ခုလား။ဒီနေ့မှာတော့ Blood Falls ရဲ့လူဝက်ချက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါ။ဒီသွေးနေရောင်ရေတကွန်ကို1911ခုနှစ်မှာ Australia ဘူမိဗေဒပညာရှင် Griffith Taylor ကစတင်တွေ့ရှိခဲ့တာပါ။သူတွေ့ခဲ့တဲ့နေရာကတော့ Antarctic တိုက်ရဲ့တေလာရေခဲမြစ်အဆုံးပိုင်းမှာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကတော့ဒီလိုနီရဲနေတာဟာရေထဲမှာရှိတဲ့နီညိုရောင်ရေမော်ပင်တွေကြောင့်လို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့သိပ္ပံပညာရှင်တွေကဒီယူဆချက်ဟာမှားယွင်းနေကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ဒီတဲ့တော့ဒီအယောင်ဟာရေမော်ပင်တွေကြောင့်မဟုတ်ပဲတန်တကြောင့်ထင်တာပါ။လိုခဲ့တဲ့နှစ်ပေါင်း20ကျော်ကဒီရေခဲမြစ်အချောင်းမှာရှေးအောင်ရေငန်းအိုင်ကြီးတစ်ခုပိတ်မိနေခဲ့ပါတယ်။အဲ့ဒီရေကန်ထဲမှာတန်တက်တွေအများကြီးပါဝင်နေပြီးအောက်ဆီဂျင်နဲ့အလင်းရောင်လုံးဝမရရှိပါဘူး။ဒီရေခဲမြစ်ထဲကအချောင်းတွေကနေတဆင့်အဲ့ဒီရေတွေအပြင်ကိုစီးထွက်လာပြီးလေတို့တွေကအောက်ဆီဂျင်နဲ့ထိတွေ့လိုက်တဲ့အခါဓာတ်တိုးခြင်းဖြစ်စဉ်ဖြစ်ပေါ်ပါတယ်။အယိုးရှင်းဆုံးပြောရရင်တန်ကြီးတက်တယ်လို့မျိုးဖြစ်သွားပြီးရေရဲ့အယောင်ကသွေးလိုရဲရဲနေသွားတာဖြစ်ပါတယ်။နောက်ထပ်အန်အိုးဆရာကောင်းတာကဒီလောက်အေးဆက်ပြီးအောက်ဆီဂျင်မရှိတဲ့ရေကန်ထဲမှာအနုဇီဝသက်ရှိလေးတွေရှင်တန်နေကြတာပါ။ဒါဟာသိပ္ပံပညာရှင်တွေအတွက်တော့အဖိုးတန်တဲ့ရှားဖွေတွေ့ရှိမှုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တချောင်းကျူတွေနဲ့ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာလေသက်ရှိတွေရှိနေနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကိုပေးလိုက်တာကြောင့်ဖြစ်ပါတယ်။အခုဆိုရင်တော့ Blood Falls ဟာတဘာဝတရားရဲ့ထူးခြားသောပြတ်တိုက်တစ်ခုလိုဖြစ်နေပါပြီ။ကဘာမီရဲ့ဇုဝတ်ချက်တွေကဘလောက်တောင်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကိုဒီရေတကွန်ကတက်တည်ပြနေပါတယ်။